ကဲအားလုံးပဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဟင်းထဲရဲ့ channel အသစ်ကလေးကနေကြိုဆိုပါရခင်ဗျာကျွန်တော်ဟင်းထဲ channel အသစ်ကလေးဖြစ်တဲ့အတွက်တော့ပေါ့နော်ကျွန်တော်မှာ subscriber တွေလည်းမရှိပါဘူးဒါပေမဲ့စီဒနာတွေတော့အများကြီးရှိပါတယ်เนาะကျွန်တော်အခုလွှင့်ပေးတဲ့ဒီတင်ပေးတဲ့ဒီ video file လေးကကျွန်တော်တို့အခုပေါ့နော်ကျွန်တော်တို့ထွက်လာမဲ့ကျွန်တော်တို့ထိုင်းထီ3လုံးထီပေါ့နော်နက်ကြီးတဲ့3လုံးထီအတွက်ဖြစ်ပါတယ်เนาะ16ရက်နေ့9လပိုင်း2026ကျွန်တော်တို့စနေနေ့မှာထွက်မဲ့3လုံးထီအတွက်ကိုကျွန်တော်တကွက်ကောင်း site လေးကိုတွက်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီ3လုံးထီကတော့လူတိုင်းလူထိုးကြတယ်ပေါ့နော်ကျွန်တော်တို့ဒူးဒီနဲ့မတူဘူးပေါ့နော်3လုံးထီဆိုတာကတော့ဟုတ်လားထိုင်းထီရဲ့နောက်ဆုံး3လုံးဖြစ်တဲ့ကျွန်တော်တို့နောက်ဆုံး3လုံးကိုယူတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီထီကကျွန်တော်လူငယ်တွေလူကြီးတွေအကုန်ထိုးကြတယ်လူငယ်တွေဆိုလဲဟုတ်လားဖုန်းတွေမဲဖောက်ကြတယ်ဆိုင်ကယ်တွေမဲဖောက်ကြတယ်ပေါ့နော်အဲ့ဒီထဲမှာမှကိုကအရန်နှစ်သက်တဲ့ပေါ့နော်အရန်ကြိုက်တဲ့ကဏ္ဍလေးတွေကိုရွေးရတဲ့အခါမှာအခက်အခဲဖြစ်နေတာပဲဖြစ်ဖြစ်ပေါ့နော်ဒီကျွန်တော်တက်တဲ့ပညာလေးနဲ့ကျွန်တော်စေတနာနဲ့မျှဝေပေးမှာဖြစ်ပါတယ်ဘယ်အခကျင်းဝင်နဲ့မှလည်းမလိုပါဘူးခင်ဗျာနော်ကျွန်တော်စေတနာနဲ့ကျွန်တော်တွက်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေကလိုက်ကြည့်ပေးပါကျွန်တော်ထိတ်စီး site ကိုရှာပေးမယ်ခါ site ကိုရှာပေးမယ်အပိတ် site ကိုရှာပေးမယ်ဆိုပြီးတော့နောက်ဆုံး break လေးနဲ့ကျွန်တော်ရှုပ်ပေးမှာဖြစ်ပါတယ်နော်ကဲအားလုံးပဲမင်္ဂလာပါမိတ်ဆွေများနော်ကဲအဲ့တော့ကျွန်တော်တို့ဒီထိတ်စီး site ကိုအရင်ရှာကြည့်မယ်ဗျထိတ်စီး site ဒီဘယ်လိုရှာလဲဆိုတော့ဒီမှာ63ညကျွန်တော်တို့နောက်ဆုံးမှာ3ညခုံဆိုပြီးတော့ထွက်ထားတာမိတ်ဆွေများလည်းသိပါလိမ့်မယ်နော်ဒါဒီကျွန်တော်တို့3ညခုံထွက်ထားတာကျွန်တော်မိတ်ဆွေများလည်းသိပါလိမ့်မယ်61နှစ်ထွက်ပြီးနောက်ဆုံးအချိန်နော်3ညခုံဆိုပြီးတော့ထွက်ပြီးတော့ကျွန်တော်တို့ဒီ9လပိုင်း16ရက်နေ့အတွက်ဖြစ်ပါတယ်နော်မိတ်ဆွေများမြင်ရလာတော့မသိဘူးဗျာနော်ကင်မရာလေးချိန်ထားတာနော်ကဲအဲ့တော့ထိတ်စီး site ဒီကျွန်တော်တို့63ည9ပေါ့ဒီကနန်း3လုံးပေါင်းရှင်ဒီက6နှစ်9က6ထိပ်စီကို3ညခွန်3ည6က3ညအလယ်နဲ့6 3ညပေါင်းရှင်6ကို9နဲ့ပေါင်းရင်9ဖြစ်တဲ့အတွက်ကြောင့်9ထိပ်စီဆိုပြီးတော့ကျွန်တော်တို့တစ်လုံးရတယ်နော်စင်းရဲနေတော့စော့ပန်အထိတ်မပေါ်တော့ဘူးကြာနော်9ထိပ်စီပေါ့နော်9ထိပ်စီဆိုတော့9ထိပ်စီဒီဗမာလာထွက်လဲဒီမှာ963မှာ3တော့ဒါ3 963မှာ9ထိပ်စီဒီဆင်းတယ်လို့တဲ့ကျွန်တော်တို့ဒီတစ်ချိန်မှလဲကျွန်တော်အမဲလေးနဲ့ပဲပြလိုက်တော့မှာဗျာနော်အမဲလေးနဲ့ပဲဆွဲလိုက်တော့မှာဒီမှာ9ထိပ်စီပေါ့နော်9ထိပ်စီဒီဘာထွက်လဲ963မှာ9ထိပ်စီဒီလာဆင်းတယ်လို့ဒီအတိုင်းပဲကျွန်တော်တို့ဒီမှာလဲကျွန်တော်တို့369ပေါင်းရင်ကျွန်တော်တို့ဘာရလဲ9ဆိုပြီးတော့ရတဲ့အတွက်ဒီမှာလဲကျွန်တော်တို့9ထိပ်စီဆိုပြီးတော့ကျွန်တော်တို့ရတယ်ပေါ့ဒီမှာလဲ9ထိပ်စီเนาะ9ထိပ်စီဒီ9ထိပ်စီဒီ963လို့ထွက်တယ်လို့ဒီ3လုံးပေါင်းရှင်း9ထိပ်စီဒီလဲ914လို့ကျွန်တော်တို့ထွက်ပါတယ်တဲ့မိတ်ဆွေများရေเนาะအဲ့တော့ကျွန်တော်တို့ဒီเนาะဒီတစ်ချိန်မှာလဲထွက်တယ်လို့ဒီတစ်ချိန်မှာလဲထွက်တယ်ဒီတစ်ချိန်မှာလဲထွက်တယ်ဒီတစ်ချိန်မှာလဲကျွန်တော်တို့လာထွက်ရမယ်ပေါ့ကျွန်တော်ဆိုလိုတာเนาะအဲ့တော့ဒါဒီကျွန်တော်တို့ဘယ်သူမှမြင်နိုင်တဲ့အရာကြီးတော့မဟုတ်ဘူးဒါပေမဲ့လည်းဟုတ်လားထိုးစရာကဏ္ဍမရှိတာထက်စားလို့ရှိရင်ကျွန်တော် site လေးကအထောက်အကူပြုမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်မိတ်ဆွေများเนาะအဲ့တော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့ကိုအနုညွတ်မြတ်တာရက်ခံရှင်ပါတယ်ခင်ဗျာเนาะအဲ့တော့3ည1ခွန်ပေါင်းရင်ကျွန်တော်တို့ဗာလဲ8ဖြစ်တဲ့အတွက်ကြောင့်8ထိပ်စီဆိုပြီးတော့ကျွန်တော်တို့ဒီနားမှာ8ထိပ်စီဆိုပြီးတစ်လုံးထည့်လိုက်တယ်ပေါ့နော်ဒီ3လုံးပေါင်းရှင်းဒီ3လုံးပေါင်းရှင်းဒီ3လုံးပေါင်းရှင်းဒီကျွန်တော်တို့ဟုတ်လား3လုံးပေါင်းရှင်းကျွန်တော်တို့9ဖြစ်တဲ့အတွက်ကြောင့်963မှာ9ထိပ်စီတလို့3လုံးပေါင်းရှင်း9ဖြစ်တဲ့အတွက်ကြောင့်ဒီမှာလဲ9ထိပ်စီ3လုံးပေါင်းရှင်းတာ10ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ10ထိပ်စီလာကိုလာရမယ်ပေါ့တစ်ချက်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီနံပါတ်ဥစားအလဲ site ပေါ့နော်အလဲခါအလဲ site ကိုဒီမှာ9ထိပ်စီ6အလဲဘယ်လိုရလဲကျွန်တော်တို့ကြည့်မယ်6အလဲဒီတဲ့ကျွန်တော်မိတ်ဆွေများကြီးကြည့်ပါနော်6အလဲဒီ3ညရဲ့ဒီက3ညရဲ့ခွန်ရဲ့ပေါင်းရှင်းပေါ့3ညခွန်ပေါင်းရင်ကျွန်တော်တို့3ညခွန်ပေါင်းရင်ခွန်ကိုဒီက6 9နှစ်က6အပိတ်နဲ့3ညခွန်9ပေါင်းရှင်းဒီ6ဖြစ်တဲ့အတွက်ကြောင့်6ဒီအလဲဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်9ထိပ်စီ6အလဲဆိုတော့9 6အတွဲတီထွက်တယ်နော်3လုံးပေါင်းရှင်း6ဖြစ်တဲ့အတွက်ကြောင့်6ဒီအလဲဆိုပြီးဆင်းတယ်နော်အဲ့လိုပဲတဲ့6ပေါင်းရင်2ကိုဒီက9နဲ့ပေါင်းမယ်
နှစ်နဲ့9နဲ့ပေါင်းရင်လေ6နှစ်လီ12ဆိုတော့နှစ်ယူတယ်နှစ်ကို9နဲ့ပေါင်းရင်1ဆိုပြီးတော့မရဘူးလားအဲ့ဒီ1ဒီကျွန်တော်တို့အလဲအနေနဲ့သူကထွက်ပေးရမယ်ဆိုတော့ဒီမှာ96အတွဲ963လို့ထွက်တယ်ဒီမှာ91အတွဲ914လို့မထွက်ဘူးလားဒီမှာလဲကျွန်တော်တို့1ပေါင်းရှင်းဒီနှစ်ဖြစ်တဲ့အတွက်ကြောင့်နှစ်ကိုဒီကခွန်နဲ့ပေါင်းမယ်နှစ်နဲ့ခွန်နဲ့ပေါင်းရှင်းဒီကျွန်တော်တို့9ဖြစ်တဲ့အတွက်ကြောင့်တဲ့ကျွန်တော်တို့ဒီနေရာမှာတော့9ဒီအလဲတဲ့ဟုတ်လား9ဒီအလဲဆိုတော့ကျွန်တော်တို့89ဆိုတဲ့အတွဲလေးတွေကျွန်တော်မိတ်ဆွေများရသွားခဲ့ပြီဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီထိတ်စီးလဲရပြီအလဲလဲရပြီဆိုတော့ကျွန်တော်တို့အပိတ်လေးကိုရှားမှာပေါ့အပိတ်ပြီးရင်ကျွန်တော် break လေးနဲ့ရှုပ်ပေးမှာဖြစ်ပါတယ်เนาะကျွန်တော်မိတ်ဆွေတွေကတကွက်ကောင်းလေးဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကြိုက်နေတတ်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာเนาะဘာရဲမှမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းထိုးမှာပါเนาะဒီလိုခက်ခဲနေတဲ့ကာလလေးမှာကျွန်တော်မိတ်ဆွေတွေဟုတ်လားနဲသည်ဖြစ်ဖြစ်များသည်ဖြစ်ဖြစ်ဟုတ်လားကိုကတကွက်လေးနဲ့ပောက်သွားခဲ့သည်ရှိတော့ဆိုတဲ့စေတနာလေးနဲ့ကျွန်တော်လွှင့်ပေးတာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများเนาะကျွန်တော်လည်းတမျိုးမထင်ကြပါနဲ့ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့ဒီအပိတ်ရှာမှာဖြစ်တဲ့အတွက်အပိတ်ကလွယ်လွယ်လေးအပိတ်ထိတ်ကိုဒီလိုရှာတဲ့အတွက်အပိတ်ကိုဒီလိုရှာမယ်9နဲ့ပေါင်းရင်4ဗျာ4ကို9နဲ့ပေါင်းရင်ကျွန်တော်တို့3ကိုပါဝါခွဲ3ရဲ့ပါဝါ8ဖြစ်တဲ့အတွက်ကြောင့်3 8ဒီအပိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်ဗျနော်3 8အပိတ်ဆိုပြီးတော့ယူလိုက်မယ်နော်3လုံးပေါင်းရှင်2နဲ့ပေါင်းရင်4ကို9နဲ့ပေါင်း3ကိုပါဝါခွဲတော့3ပါဝါ8ဆိုတော့3 8အပိတ်ဆိုတော့9 6 3ဆိုပြီးဒီမှာမထွက်ဘူးလား3အပိတ်ဆိုပြီးတော့လည်းယူလို့ရတယ်ဒီမှာဆိုလဲကျွန်တော်တို့8 3ညဒီက866က6အပိတ်နဲ့8ထိပ်စီးနဲ့ပေါင်း86ပေါင်း4ကို3ည3ည9က3ညပေါင်းရင်3ည3ည6ဆိုတော့6ဗျာဟုတ်လား6ဆိုတော့6မဟုတ်ပါဘူးဒီမှာ8 3ည6ပေါင်းရင်4ဖြစ်တယ်ဗျာ4ဆိုတော့4အပိတ်တစ်ခုလည်းယူလို့ရတယ်ဒါပေမဲ့ကျွန်တော်က4ရဲ့ပါဝါ9ဆိုပြီးတော့ယူတယ်ဗျာဘာလို့လဲဆိုတာကျွန်တော်ပြီးရင်ပြန်ပြောပေးမယ်နော်4ပါဝါ9ကိုဘာလို့ယူလဲဆိုရင်4 9ဒီအပိတ်ဆိုတော့9 1 4လို့မထွက်ဘူးလား9ထိပ်စီ6အလဲ3အပိတ်9ထိပ်စီ1အလဲ4ပိတ်9 1 4 9 6 3 9 6 3 9 1 4မှာ9 1 4လို့ထွက်တယ်ဒီမှာလဲကျွန်တော်တို့3ညခွန်2 3ညရဲ့အမဟုတ်ပါ6ခွန်2ပေါ့ပြောတာကျွန်တော်လည်းနည်းနည်းလောနေတော့တောင်းပန်ပါတယ်ခင်ဗျာเนาะမှားသွားတာရှိရင်ခွင့်လို့ပေးပါเนาะအဲ့တော့ channel လေးကို subscribe မလုပ်ရသေးတဲ့သူက channel လေးကို video လေးကြည့်နေရင်လည်း subscribe လေးနှိပ်ပေးပါဟင်းချက်လေးကိုကျွန်တော်စူးစမ်းထားတာလေးကိုကျွန်တော်စီတနာလေးတွေမြင်နေဆိုရင် subscribe လေးနှိပ်ပြီးတော့ video လေးကို like လက်မှတ်လေးပေးခဲ့ဖို့မမေ့ပါနဲ့เนาะကဲအဲ့တော့ like လက်မှတ်လေးမနှိပ်ရသေးရင်နှိပ်ထားနော်အခုတခါတည်းနှိပ်ထားပါ6ခွန်ပေါင်းရင်3ကို2နဲ့ပေါင်းရင်9ဆိုပြီးတော့9အပိတ်တစ်လုံးနဲ့ယူလိုက်လို့ရတယ်အပေါ်လေးလို့အမှန်9ရဲ့ပါဝါ3ညကိုကျွန်တော်ယူရှင်းတယ်ဘာလို့လဲသိလားကျွန်တော်9ပါဝါ3ညဆိုပြီးတော့အပိတ်ပိတ်လာနိုင်လို့အဲ့တော့9 3ညအပိတ်လို့ကျွန်တော်ယူလိုက်မယ်ဗျာနော်9ပိတ်3ညအပိတ်လို့ယူလိုက်မယ်ဒါပေမဲ့ကနန်းတီ2ကွက်ပဲထွက်မှာဗျာဟုတ်လားမိတ်ဆွေများဟုတ်လားဒီမှာ9 6 3 9 6 8ကနန်း2ကွက်9 6 3ဟုတ်လား9 6 8ဟုတ်လား963နဲ့968ဒီမှာဆိုရင်914နဲ့ကျွန်တော်တို့914ရဲ့919ရဲ့ပေါ့နော်919ရဲ့ပေါ့နော်အဲ့တော့895နဲ့ကျွန်တော်တို့893ညပေါ့နော်893ညနော်ကနန်းဒီကျွန်တော်တို့2ကွက်ရလာတယ်အဲ့ဒီ2ကွက်ဒီကျွန်တော်ဘာလို့အပိတ်ကိုနှလုံးပြခဲ့လဲဆိုရင်မိတ်ဆွေများဒီနေရာမှာတစ်ချက်ကြည့်ပါနော်ကျွန်တော်တို့ break အနေနဲ့ရှုပ်ကြည့်တဲ့အခါမှာဒီလို break လေးသွားမယ်အနေအောင်လေးနဲ့ဒီက699ပေါ့9နှစ်လီဆက်ရှိ8ကို6နဲ့ပေါင်းရင်4ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ4 break ဒီကျွန်တော်တို့ထွက်ပေးရမယ်ဆိုတော့ဟုတ်လား9နဲ့6နဲ့ပေါင်းရင်1ပြ1ကို3နဲ့ပေါင်းရင်4ဆိုတော့4 break နဲ့ကိုက်ညီတာဆိုလို့963ဒီ4 break ဒီအကွက်ကိုအဓိကအနေနဲ့ကစားပါဆိုပြီးတော့သူကပြောတယ်9နဲ့6နဲ့ပေါင်းရင်1ကို3နဲ့ပေါင်းရင်4ဖြစ်တဲ့အတွက်ကြောင့်963ဆိုပြီးထွက်တယ်ပေါ့နော်ဒီနေရာမှာလဲကျွန်တော်တို့38ပေါင်းရင်1ကိုဒီက9နဲ့ပေါင်းမယ်1နဲ့9နဲ့ပေါင်းရင်ကျွန်တော်တို့3ည break ဆိုပြီးမရဘူးလား1နဲ့9နဲ့ပေါင်း10ဆိုတော့3ညယူလိုက်တယ်ဗျာ
နော်ဆိုင်ကယ်မဲဖောက်တဲ့သူတွေရောဖုံးမဲဖောက်တဲ့သူတွေရောဒီအကွက်လေးကိုထိုးပါနော်ကျွန်တော်အရန်ကြိုက်တဲ့အကွက်လေးမို့လို့မိတ်ဆွေများအနေနဲ့အထောက်အကူလေးတစ်ခုဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဒါကျွန်တော်စီရနာလေးပါနော်အဲ့တော့တုံညာပရိတ်ဖြစ်တဲ့အတွက်ကြောင့်9နဲ့1နဲ့ပေါင်းရင်6ကို4နဲ့ပေါင်းရင်တုံညာဆိုတော့9 1 4ဒီတုံညာပရိတ်ဆိုတော့ဒီအကွက်ကိုထိုးရမယ်9 1 9ဒီပါလေ9ပရိတ်ဟုတ်လား9ပရိတ်ဆိုတော့9ပရိတ်ကိုမထိုးဘူးဗျာဟုတ်လားတုံညာပရိတ်ဖြစ်တဲ့ဓာလေးကိုထိုးမယ်ပေါ့နော်အဲ့တော့တုံညာပရိတ်ဒီကျွန်တော်တို့9 1 4လို့ထွက်တယ်တဲ့ဒီနေရာမှာလဲ6 4ပေါင်းရင်10ကိုဒီကတုံညာခွန်ကခွန်အပိတ်နဲ့ပေါင်းရှင်းဒီ10နဲ့ခွန်နဲ့ပေါင်းရင်ကျွန်တော်တို့ဘာရလဲခွန်ပရိတ်လို့မရဘူးလားဟုတ်လားခွန်ပရိတ်ဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေများ3ည8 9 3ညကိုထိုးစေရှင်နေဆိုတာအလကားပြောတာမဟုတ်ဘူးဟုတ်လား8နဲ့9နဲ့ပေါင်းရင်ခွန်ကို3ညနဲ့ပေါင်းရင်ခွန်ပရိတ်မဟုတ်ဘူးလားဒါပေမဲ့8 9 5ဒီ2ပရိတ်နော်ခွန်ရဲ့ပါဝါ2ပရိတ်ဆိုပြီးတော့လေလာနိုင်တဲ့အတွက်ဒီနှစ်ကွက်လုံးကိုကျွန်တော်တို့ထိုးကြမယ်ဒါပေမဲ့ဒီအကွက်ကိုတော့အဓိကအနေနဲ့တင်ထိုးစေရှင်တာပေါ့နော်8 9 3ညဆိုပြီးတော့ကျွန်တော်မိတ်ဆွေများကြိုက်မယ်လို့ထင်ပါတယ်နော်အဲ့တော့ကျွန်တော်ကဏ္ဍလေးစီပေးပါမယ်ခင်ဗျနော်အဲ့တော့မိတ်ဆွေတို့ကကျွန်တော်တွက်ပြတာလေးကိုကြိုက်တယ်ဆိုရင်တော့ဗျာဟုတ်လားဟောအပန်းမကြည့်လို့ရှိရင်ကြိုက်တယ်ဆိုတော့အပိစကားလေးတစ်ခွန်းလောက်တော့ဟင်းထက်လေးကိုပြောပြပါနော်ကျွန်တော်နောက်ထပ်အနီးကက်ရရင်လည်းအနီးကက်တင်ပေးပါမယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်ကဏ္ဍလေးစီပေးပါမယ်ကျွန်တော်တို့16ရက်နေ့ဟုတ်လား16ရက်နေ့ကျွန်တော်တို့9လပိုင်း2026ပေါ့နော်3လုံးထီကဏ္ဍဖြစ်ပါတယ်နော် 3D ကဏ္ဍဒီထိုင်းထီပေါ့နော်ထိုင်းထီရဲ့နောက်ဆုံး3လုံးဆိုတော့လူတိုင်းကန်ဆန်းနိုင်တယ်ဟုတ်လား1000ဘူးထိုးရင်တော့9သိန်းလောက်ရတယ်ဗျာနော်အဲ့တော့ main all နှစ်ကွက်ဒီဘာလဲဆိုတော့ကျွန်တော်တို့895ရဲ့895ရဲ့ဖြစ်ပါတယ်ခင်ဗျာနော်895ရဲ့ဖြစ်ပါတယ်နော်895ဖြစ်တယ်ပြီးရင်အရန်လေးတွေအနေနဲ့ကျွန်တော်နည်းနည်းတခြား site လေးတွေကရထားတာလေးတွေလည်းကျွန်တော်ပြီးမယ်ပေါ့နော်ဒါကိုဒဲထိုးတာပိုကောင်းတယ်ဒါပေမဲ့စိတ်မချလို့ရှိရင်ပပလေးအားလိုက်ပေါ့ဗျာနော်မရှိမြန်နော်အရန်အနေနဲ့ဆိုရင်ကျွန်တော်တို့ဗာလေးအရန်လေး3ခွက်လောက်ကျွန်တော်ပြီးမယ်နော်ခွန်ကိုခွန်ရဲ့ခွန်ကိုခွန်2ရဲ့နော်ခွန်9ရဲ့ပေါ့နော်ကဏ္ဍလေးအရန်အနေနဲ့ကဏ္ဍလေး3ခွက်ကိုကျွန်တော်ပေးပါတယ်နော်မရှိမြန်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့အားလုံးပဲဟုတ်လားကံကောင်းရှင်းနေပိုင်ဆိုင်ကြပါစေကျွန်တော်အနီးကက်ရရင်တော့အနီးကက်တစ်ခွက်ကောင်းလို့ရှင်တော့ဟုတ်လားအနီးကက်တစ်ခွက်ကောင်းတင်ပေးပါအောင်နော်တစ်ခွက်ကောင်းတင်ပေးပါဆိုတဲ့ comment လေးတွေမြင်ရင်တော့ကျွန်တော်တစ်ခွက်ထဲရထားတဲ့ဒီတစ်ခွက်ကောင်းပေါ့နော်တစ်ခွက်ကောင်းကို site လေးနဲ့တစ်ခွက်နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်တင်ပေးပါမယ်အဲ့တော့မိတ်ဆွေများကတကယ်လိုအပ်မှလည်းဒီ comment ကိုမှတ်ပါနော် comment လေးထဲမှာအနီးကတစ်ခွက်ကောင်းလေးတင်ပေးပါဆိုတဲ့စကားလေးတွေကိုမြင်ရင်တော့ကျွန်တော်တင်ပေးပါမယ်တကယ်လို့မိတ်ဆွေတွေမလိုအပ်ဘူးဟုတ်လားမထိုးရှင်ဘူးဆိုရင်တော့မရေးပါနဲ့တော့ဒါလေးပဲထိုးပါနော်အဲ့တော့ဒါပေမဲ့တစ်ခွက်ကောင်းလေးလိုရှင်သေးတယ်ဆိုရင်တော့ဒီကြားထဲမှာကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ကျွန်တော်တင်ပေးပါမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်နော် like လက်မလေးနှိပ်ဖို့ကိုလည်းမမေ့ပါနဲ့နော် like လေးပြီးခဲ့ပါကျွန်တော်ဟိန်းထက်ပါဗျနော်နော်ကျွန်တော်တို့ကလူငယ်ဖြစ်ပေမဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်စီရနာအပြည့်နဲ့ပြပေးခဲ့တာဖြစ်ပါတယ်ကြိုက်နေတတ်မယ်လို့လည်းထင်ပါတယ်ကြိုက်ရင်ကြိုက်တယ်လို့ comment လေးမှာဖြစ်မှန်ပေးခဲ့ဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးပဲကျေးဇူးပါ okay bye bye ပါ